ရေလွှမ်းမိုးသောနောက်နောဧတာရှေမှဟာမယာဖတ်တို့မှဆင်းသက်သောတားစဉ်မြေဆက်တို့ကိုဆိုပေအံ့ယာဖတ်ဤတာကာဂောမာမာဂောကမာတဲ့ယာဝင်တူပလမေရှက်ထိုက်တဲ့ဂောမတာကာအာရှိကနက်ရိဖတ်တော်ကမတဲ့ယာဝင်တာကာအေလိရှာရာရှုကိတ်တိန်ဒေါ်တနေနဲ့ဤသူတို့သည်လူအမျိုးမျိုးတကျွန်းတနိုင်ငံမြေနယ်တို့ကိုဘာသာအသီးအသီးအမျိုးအနွယ်အသီးသီးရှိသည့်အတိုင်းအချင်းချင်းခွဲဝေကြ၏ဟာမတာကာကုရှမိစရိန်ဇုတခါနန်နဲ့ကုရှတာကာတေဘဟာဝီလာတာဘတယာကမတတေခါတဲ့ယာကမတာကာရှေဘဒေဒန်သည်ကုရှသည်တားနေယောဒကိုလည်းယာသေးဤထိုသာသည်မြေကြီးပေါ်မှာအူးစွမ်းနိုင်သောသူဖြစ်၏ထာဝရဘုရားရှိမှအာကြီးသောမူဆိုဖြစ်၏ထိုကြောင့်စကပုံ၌ကဘုရားရှိနေယောဒအာကြီးမှုဆိုပြုလုပ်သည်လိုဟုဆက်ဆိုတဲ့သူ၏နိုင်ငံဦးကားရှိနာပြည်၌ဘာဘူးလုံမြို့အေရက်မြို့အကာမြို့ကာလနေမြို့တဲ့ထိုပြည်မှာအာရှာရိပြည်သို့တွား၍နိနေဝမြို့ယဟောဖုန်မြို့ကာလမြို့ကိုနှင့်နိနေဝေမြို့နှင့်ကာလမြို့ဆက်ကြားမှာကြီးစွာသောမြို့သေးဟုသောရေတင်မြို့ကိုဝင်တိဆောက်လေ၏မိစရိန်သားကာလူတိန်လူအာနာမိန်လူလဟဘိန်လူနတုဟိန်လူပါတလူတိန်လူကာတလူဟိန်လူကတောယိန်လူရဲကာတလူဟိန်မျိုးတွေကဖိလိတိလူဖြစ်တဲ့ခါနန်သားအကြီးကားစီတုံထိုနောက်ဟေတာထိုနောက်ယေဘူးတိလူအာမောရီလူဂိရကာရှိလူဟိဝိလူအာကိလူတိနိလူအာဝတိလူဇေမရိလူဟာမတိလူရဲထိုနောက်ခါနန်အမျိုးသားအသီးသီးတို့သည်နှံ့ပြကြလေ၏ခါနန်အမျိုးသားနေရပြည်နယ်သည်စီတုံမြို့မှခေရာမြို့ဂါဇာမြို့တိုင်အောင်နှင့်တဖန်တော်တူမြို့ဂေါမာယမြို့အာဒမာမြို့ဇောပိုင်မြို့ကိုလွန်၍လာရှာမြို့တိုင်အောင်ငင်းရှိတဲ့ဤသူတို့သည်တိချသောအမျိုးအနွယ်တိချသောဘာသာအလိုက်အပြည့်အပြည့်တိုင်းတိုင်း၌နေသောဟာမသားများဖြစ်တဲ့ယာဖက်ညီဟေပြဲလူအပေါင်းတို့၏အဖရှေမတိလဲသားများကိုမြင်လေ၏ရှဟေမတာကာအလန်အာရှာယအဖာဇက်လူဒအာယန်နဲ့အာယန်သားကာဦးဇာဟုလာကေတာမာရှာတဲ့အဖတာရှာလာသားဟေဘာဒေဟေဘာဒီလဲသားနှစ်ယောက်ကိုမြင်လေ၏သားတစ်ယောက်ကဖာလက်အမည်ရှိ၏အကြောင်းမူကားသူ့လက်ထက်၌မြေကြီးကိုခွဲဝေကြ၏သူ၏ညီကားယုတ်တန်အမည်ရှိ၏ယုတ်တန်သားကားအာလာမောဒရှေလက်ဟာဇာမာဝက်ယေယဟဒောယန်ဥဇလာဒီကာလာအောပလာအဘိမေလရှေဘအောဖိယာဟဝီလာယောဘတ်ဤသူအပေါင်းတို့သည်ယုတ်တန်သားဖြစ်တဲ့သူတို့နေရမူကားမေရှမြို့မှသည်အရှိမျက်နှာ၌တေဖာတောင်တိုင်အောင်ရှိတဲ့ဤသူတို့သည်တိချသောအမျိုးအနွယ်တိချသောဘာသာအလိုက်အပြည်ပြည်အတိုင်းတိုင်းတို့၌နေသောရှေမသားများဖြစ်တဲ့ဤရွှေကားမိမိတို့အမျိုးအနွယ်အသီးသီးအလိုက်မှတ်သားထားသောနောဧတာဆွေစဉ်မျိုးဆက်စည်ရင်ပေးတဲ့ထိုသူတို့သည်ရေလွှမ်းမိုးသောနောက်မြေကြီးပေါ်မှတိချသောတိုင်းပြည်တို့ကိုတည်ထောင်ကြလေ၏